စီးပွားရေးတစ်ခုဆောက်လုပ်တော့မယ်ဆိုရင်လေမရောင်းရမှာအလုံးမဖြစ်မှာကိုတွေးပြီးတော့စိတ်ပူနေကြလားငါဒီလောက်ပေါ့နော်ဒီလုပ်ငန်းမှာဒီလောက်ပတ်စံရှင်းပြီးသွားလို့ငါပြန်မရဘူးမရောင်းရဘူးဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့စွန့်ရင်ရှိရတဲ့သူတွေရှိလားဂျမင်းဆိုလည်းပေါ့နော်ဆက်ဆောက်အောင်လုပ်တော့ကအဲ့လိုမျိုးစိတ်မျိုးရှိခဲ့ဘူးတဲ့ဒါပေမဲ့ကိုကလည်းဒီလုပ်ငန်းကိုဝါသနာပါတယ်ဆန်းလဲလုပ်ကြည့်ချင်တာဖြစ်တဲ့အတွက်စကြည့်လိုက်တယ်ဆက်ဆောက်အောင်ဆောက်အောင်ဆို330နဲ့စားခဲ့တယ်ပေါ့နော်330နဲ့စားပြီးတော့တရုတ်ပြည်ပစ္စည်းတွေမှာခဲ့တယ်ဒါပေမဲ့လန်ခီအခက်အခဲတွေကြောင့်လမ်းမှာတချို့တော့ပစ္စည်းတွေကမရဘူးပေါ့နော်အခုချိန်ဒီမရပါပေါ့နော်အခုဆိုရင်ကိုယ့်လက်ထက်ရောက်တဲ့ပစ္စည်းက15သိန်းကျော်လောက်ရှိ15သိန်းကလမ်းမှာနေမြုပ်သွားတယ်ပေါ့နော်အဲ့ဆိုတော့အဲ့လမ်းကြောင်းအစမပြေတာဖြစ်တဲ့အတွက်လမ်းကြောင်းအမျိုးမျိုးအခက်အခဲအမျိုးမျိုးကနေပြီးတော့အခုဆိုရင်ဆိုင်လေးစောက်ဖွင့်တာဆိုရင် online ဆိုင်လေးပေါ့နော်စောက်ဖွင့်တာဆိုရင်တော်တော်ကြာပြီပေါ့နော်9လ6လပိုင်းလောက်ရောက်လာပြီအဲ့အတော်အတွင်းမှာပစ္စည်းတွေအများကြီးရှောင်းရအောင်အားပေးခဲ့တဲ့ customer တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်တကယ်လို့ပေါ့နော်ကိုကဒီ online စီးပွားရေးဆောက်လုပ်ချင်တဲ့ကိုပိုင် business လေးစချင်တဲ့အတိုင်းပဲမရှောင်းအောင်မှကြောက်တယ်ဆိုရင်မကြောက်ပါနဲ့တခုခုစပြီးတော့စမ်းလုပ်ကြည့်ပါလုပ်ကြည့်လိုက်တဲ့အခါကျရင်လေကိုကလုပ်ကြည့်ရင်လည်းမှဒီလုပ်ငန်းရဲ့ရလာတဲ့ result လေးတွေပေါ်မူတည်ပြီးတော့ကျင့်တတ်ရတယ်ပေါ့နော်အဲ့လိုမျိုးလေးနဲ့ပဲစလုပ်ကြည့်ရင်လည်း business တွေတစ်ဖြည်းဖြည်းနဲ့တိုးချဲ့နဲ့အရက်တွေအများကြီးရလာကြပါပေါ့နော်အဲ့ဆိုတော့စစလုံးမဲ့အစမှာမကြောက်ကြပါနဲ့လို့အကြံပေးချင်ပါတယ်နော်